60ရောတော်တော်ခွဲလေ100ပြီးသေးတယ်ကျွန်တော်မစီးပြလိုက်ပါ ပွင့်တော်မှမီနိုင်တဲ့အရေးသွင်းမျိုးထဲမှာပါတာပေါ့ဗျာနော်အရင်မန်းတို့ဆိုတော့ကအရင်မန်းကနေမှထောင်တောင်းမကတန်တဲ့အပွင့်မျိုးကျွန်တော်ခေါင်းရတာဖြစ်တယ်နေလို့ ခြေလုံးစင်းရင်ကြိုက်ဘူး ကောင်းတော့ထုံဖြစ်သွားတယ်ထုံဆိုတော့ဖြတ်လိုက်ပြီဆိုတော့ထဲတော့ပိတ်လာမှာနော်ပြချက်လေးလည်းမပေါ့ဘူးနော်တားကြည့်အောင်ခွန်ပေါ်လေးတော်တော်များတယ်ဗျကျွန်တော်တရားဘယ်လောက်ပြောလဲ ပြော90 ဒီနေ့ချေတော့ပါလိမ့်မယ် နေရာလေးစီးပြလိုက်တော့ဘာလို့မပြောပါဘူးဒီထဲမှာလည်းအရောက်ရှိတယ်ဆက်သွားနေအောင်ဟာလို့ချောင်း နော် တော့ဘာလို့လဲ အဲ့ကောင်150ကျော်ပဲဝယ်နေပြီလောဘလို့ရှင်းမှာထွက်သွားတာခွဲလေ100ပြီးသေးတယ်ကျွန်တော်မစီးပြလိုက်ပါ60ရောမလွယ်ဘူး150မပြန်မြင်လို့ဆင်ပြီပါ ဒီမှာဒီတော့ရမ်းလာတယ်အရင်နဲ့တဲ့ညာပါတယ်ဒီဘက်ဘေးမှာတော့လည်းနည်းလိုက်ထားတယ်60တော့ပြေးတော့မရအောင် အောင်ဝေးတော့အပေါင်းလို့ပြူလား ပြည့်တယ်โอเคနည်းနည်းပြော့သွားရင်တော့ဘာဘယ်လောက်လဲ အဲ့တောင်းခွဲနေမှာ တောင်းခွဲရမယ်လေတောင်းခွဲ တောင်းနေတယ်ပဲရှင်းပါ ကျွန်တော်မော်လာနေမှာလက်ဆက်ပြီးမဲတဲ့ဟာလေးတွေကျွန်တော်ရရှိခဲ့တယ်ကြောင့်ကဲဘာကြောင့်လဲဆိုတော့လေးကိုကြည့်မယ်နော်လာဒီကြောင့်ကျွန်တော်ပြောင်းခွင်ဖြစ်ပြီးမှချော်လုံးပြီးမျိုးကောင်းတဲ့ဘာဆန်ကြောင့်လေးဖြစ်တာပေါ့ဗျာဒီခွင်ပေါ်မှာကြည့်မယ်ဆိုရှင်အန်ပေါက်ဆန်းပွေးပုံစံမျိုးတွေကျွန်တော်မြင်တွေ့နေရဗျအချီပေါက်လေးတွေပါတယ်နော်ဒီဘက်ဘေးကိုကြည့်မယ်ဆိုရှင်ဒီလိုက်ချက်လေးတော်တော်လေးကောင်းတာပေါ့ဗျဝါနာလေးကလည်းတော်တော်လေးလုံနေဗျချက်ကန်းရခဲ့မယ်ဆိုရှင်တော့10ပိုင်းဝန်းကျင်လောက်မှာဒါလေးလုံသွားတယ်ဗျာနော်ဒီနဲ့အခုလေးလည်းအကောင်းမွန်ဆုံးလေးကျွန်တော်ထုတ်လို့ရတဲ့ကြောက်လေးဖြစ်တာပေါ့ဗျာနော်ဒီကြောင့်လည်း10နဲ့ရခဲ့ပြီဒီထုတ်တုံးလုံးလေးတဲ့ကြောက်လေးပေါ့ဗျာနော်ကြောက်တစ်လုံးကလေပွင့်ထီတော့မန်းဆောက်လို့ရတဲ့ကြောက်လေးဖြစ်တာပေါ့ဗျာစီကြောက်သားစီပြီးမှဒီဘက်မှာသူကကာလာရိတ်လေးနည်းနည်းပါတယ်ကျွန်တော်30နဲ့ရခဲ့တဲ့ကြောက်လေးဝမ်းပေါက်လေးတွေရှိရတွေ့လားတော်တော်လေးလာအရာဆုံးနေရာလေးရှိရတယ်ဒီနေရာလေးပဲအရင်ပါလာလေးကလည်းတော်တော်လေးကောင်းပြီးမှအပွင့်တော်မှမီနိုင်တဲ့အရေးသွင်းမျိုးထဲမှာပါတာပေါ့ဗျာနော်ဒီမှာဘေးဘက်ကိုလိုက်ကြည့်မယ်ဆိုလို့ရှိရင်ဟိုအောက်ခြေဆိုင်အားလေးလည်းတော်တော်လေးကောင်းနေဗျစမ်းပေါက်ပုံစံမျိုးတွေမြင်ရလုံးဝကြည်နေတဲ့အနေထားတွေမှာပါတယ်သူကစိတ်လာရောဒီတော့မှမစေးရဘူးဒီကနေပြီးမှပွင့်အများကြီးကျွန်တော်ခေါင်းလို့ရတယ်ဆိုတော့ကြောင့်မလို့ဒီကြောက်လေးကလည်းမစိုးရဲ့ထဲမှာပါတာပေါ့ဗျာနော်မန်းအောင်ကျိုးကြီးပေါ့ဗျာတို့ကြည့်မယ်ဆိုရှင်တော့မန်းကြီးအားလေးတော်တော်လေးကောင်းနေဗျာနေသားလေးကိုလာရှိုးလိုက်ဗျာအန်းကလေသင်ထဲမှာစက်ဝင်သွားမဲ့လက္ခဏာတစ်ခုလေးကိုသူကပေါ်ပြနေတာပေါ့ဗျာအနေသားလေးပဲကြည့်လိုက်နိုင်မယ်ဆိုရင်တော့မှမန်းကတစ်နှလုံးစော်တော့သွားနေမှာဖြစ်တာပေါ့ဗျာနော်မစေးရသေးတဲ့ကြောက်လေးတောင်ဖြစ်သေးတာပေါ့ဗျာနော်မျိုးတန်းကောင်းပြီးအရင်ပန်းတော်တော်လာတဲ့ကြောက်လေးတောင်ဖြစ်ခဲ့မယ်ဆိုရင်ဒီကြောက်လေးကကျွန်တော်အပွင့်အများကြီးရတယ်ပြီပေါ့25အနေနဲ့150ဖြစ်သွားနေတာပေါ့ဗျာနော်ကဲဒီ90လုံးကကာလာရိတ်လေးပါပြီးမှကြောက်ကမစေးရသေးဆိုတော့ကြောင့်မထပ်စေးလိုက်လို့မှအတွင်းထဲမှာဒီစမ်းပွေးတိုင်းတာတကယ်လို့စမ်းတော့မယ်ဆိုတော့10ပိုင်းထဲမှာဒါလေးလုံသွားနေတာပေါ့ဗျာနော်ဒီ30ကြောက်လေးကလည်းမင်းထိုးလိုက်ပြီဆိုလို့ရှိရင်တော့ဟိုဘက်ဒီဘက်ကိုတော့လင်းနေတာကျွန်တော်အတွင်းထဲမှာပလင်းတန်းတစ်ခုကျွန်တော်မန်းထားတယ်ဗျကြောက်စီကြောက်သားငြိမ်စင်းသွားပြီးလုံးဝဖန်သားမှန်သားဆင်ကြောက်သွားမယ်ဆိုလို့ရှိရင်တော့ဒီကြောက်30စောက်ပေါင်းများစွာဆောက်ရပြီနော်တရားတော့ကျွန်တော်30လေးဒီမန်းအောင်ကနေပြီးတော့ကျွန်တော်ရေကောင်းတစ်ပွင့်ကောင်းကောင်းပေါ်ဆောင်ရမယ်ကြောက်လေးဖြစ်တာပေါ့ဗျာနော်တစ်ပွင့်ကောင်းတာထွက်လာပြီဆိုလို့ရှိရင်ညာဘက်အစ်မှာကျွန်တော်မန်းလို့ရရင်နော်ကျွန်တော်ဒီမှာ25ခုနီမျိုးတန်းလေးဖြစ်တယ်အရင်မန်းတို့ဆိုတော့ကအရင်မန်းကနေမှထောင်တောင်းမကတန်တဲ့အပွင့်မျိုးကျွန်တော်ခေါင်းရတာဖြစ်တယ်နေလုံးထဲမှာကြိုက်နေတတ်တဲ့လုံးလေးရှိရဆိုရင်တော့ကျွန်တော်ဆက်သွယ်လိုက်ပေါ့ဗျာ